အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အောင်ဗလာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့တော့ကျွန်တော် Season 1ဖို့ဒေါ်မိုးမိုဆန်ရဲ့မြန်ရစာတွေ့ပြီးကျွန်တော်နဲ့အီသိုပီးယားဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာအခန်း1ဟင်းသာမို့ဆိုလာကွယ်ရမှုအမောင်တို့သည်မင်းမှုနေ၏သို့သောငွေကြေတို့၏အန်တုမှုကြောင့်အမောင်သည်လောကကိုအပြစ်တိုင်မှလွှမ်းမိုးနိုင်ဤအချိန်တွင်ကျေရောင်အားကိုဖြင့်တဲတောင်ပေါ်တွင်တရွရွသွားနေသည်ကလူနှစ်ဦးမဟုတ်တော့တော့နီးလာပြီကွာခြေတံလုံးမစိမ့်နော်စိတ်ချပါကွာမိသူတွေများပါလေအလုံးလူပြိုကြီးစော့တင်မောင်နဲ့ဘိုက်ကလေးပါတကားဒီလိုအချိန်မျိုးကြီးဝဲဤဒီနေရာကိုဒီလိုနှစ်ယောက်ဘာလာလောက်ကြပါလေဟုတ်ပါချောင်းတရားလည်းမရှိပါဘူးတွေးရခက်ပါပြီတေချာကြည်စမ်းမယ်မှန်ဘိုက်ကလေးလက်ထက်ဝဲ6တောင်9တောင်ခန့်ရှိသောဒုတ်တချောင်းကိုကိုင်ဆောင်ထားပြီးဒုတ်အဖျားဝဲ2တောင်ခန့်ရှိလျားပြီးလက်တုံးလုံးခန့်တော့ဂျီနန်ကျိုးတစ်ချောင်းကိုတက်ဆင်ထားကြသည်စောကြီးကမူ9000တိုးတန်မီကိုခတ်အုပ်ထိုးပြီးလာနေကြခြင်းပါတည်းဘိုက်ကလေးမင်းဥစားသေးကြပါတယ်နော်ဘိုက်ကလေးပါကွာမပန်းရင်ချင်းတောင်မရိတ်တာမင်းတီသားနဲ့စောကြီးဟာဒါကြောင့်တင်းကြံရင်ဖြစ်နေတာချောင်းအောက်ပိုင်းမှာဖိုးခွေးတို့ပိုက်နဲ့ဒီကောင်တွေအတော်ထိလိုက်လို့ဒီကောင်တွေလန့်ပြီးချောင်းအထက်ပိုင်းအိုင်ဆက်ကိုပြောင်းသွားကြတာကွာနေ့လျာငါအဲ့ဒီပဲရောက်တော့အိုင်ဘီရတောင်ခုံမှာဟင်းသာချီဆိုတာပွားနေတာပဲမှန်ပါသည်ဘိုက်ကလေးတို့ဒီဟင်းသာကိုရိုက်ကြမိဖြစ်ပါသည်ဟင်းသာသည်ဘဲနဲ့ပုံစံတူ၏အမွှေးအယောင်သာကွဲ့၏ဟင်းသာကအဝါဘဲကဖြူညင်းညင်းဟင်းသာခြေတော့ကအနဲ့ဘဲကစိမ့်ရော်ခြားနာချက်ကဤမြတာHello မောင်ပဲ Oh yes မောင်ဟင်းသာရီမချက်စားရကြားရခြင်းလဲတူဤတခုပဲရှိသည်ဟင်းသာကလေးမှပြန်နိုင်ပြီးဘဲကမှုမပြန်နိုင်ဘိုင်ဘိုင်အားကြလိုက်ပါပြီဟင်းသာအုပ်စုတစုတွင်အကောင်ရီ30ကျော်ထိရှိတတ်၏အကောင်ရီကိုရေတွက်ကြည့်လျင်မအရီအတွက်ထက်စုံအရီအတွက်ကသာများသည်ကိုတွေးရမည်ဖြစ်၏အကြောင်းမူဟင်းသာတို့သည်တကောင်နဲ့နေလေမရှိပဲအဖော်နဲ့သာဒွိရန်နေကြသောကြောင့်ဖြစ်၏တကောင်သေးလျင်လဲတကောင်ကလည်းလိုက်တည်တတ်သည်ဟုဆိုစမတ်ပြုကြပြီးအချင်းနှင့်သစ္စာတရားအတွက်ပြရုပ်တစ်ခုအဖြစ်သတ်မှတ်ကြချ၏ရိုမီယိုနဲ့ရှင်မွန်းလင်မင်းနာရာနဲ့ဂျူလီယက်ပေါ့ဗျာဟင်းသာတို့ကို300တီလုံးတွေ့နိုင်သည်မဟုတ်ပဲမိုးကုံ၍ဂိုင်းမွန်တဖွေးဖွေးအချိန်မှဟင်းသာတို့သည်ရောက်လာကြစားလိမ့်ရှိ၏တို့ရဲ့တွေ့လို့ပေါ့ဗျာငါပြောတာဟိုရှိရတောင်ခုမဲကွာမင်းဒီမှာနေခဲ့ဓမီငါပေးလိုက်တော့ငါလဲလိုက်မလီမလိုက်ပါနဲ့ရေတဲကအတန်မမီအောင်သွားရမှာကွာဟင်းသာမာတွေကတိတ်ပါတာတော့ကြတခေါင်းမှမရလိုက်လို့ငါတို့လာမော်ကြီးဖြစ်နေအောင်မယ်အဖိုးနဲ့မှမင်းဘလို့သိလဲလွယ်ပါတယ်အထီးတွေကလေရစ်ပါတယ်အမတွေကမပါဘူးပြီးတော့အကောင်လဲငယ်တယ်တဲ့တိအကောင်နေပေမဲ့ပါတာကတော့လှစ်နေတာနော်အထီးတွေလို့အာတီအာတာကြီးတွေမဟုတ်ဘူးဒါကတော့လူထီးနဲ့လူမတွေလို့ပေါ့ရှင်အရာရာကျမတို့မိမသားတွေကတော့ဥဆောင်ရတာမဟုတ်လားဒါကြောင့်လဲဟင်းသာရရင်အထီးတွေရတာများတယ်အဖော်မဲ့နေတဲ့ဟင်းသာတွေကြီးဆိုရရတာပိုလွယ်သေးအနာခက်လို့ကံမှတ်တော့သိတာမဟုတ်ဘူးလဲနေမဲ့ပွားပွားအဲ့လေမမဘိုက်ကလေးရေထဲဆင်းလာ၏ရေသမဏီအောင်တတိကြီးစွာပြူရင်တောင်ခုံဘက်တရွေ့ချင်းကပ်ခဲ့၏တောင်ခုံနဲ့မလန့်မကန့်အရောက်တွင်ရက်လိုက်ပြီး9000ရိုတန်မီကိုဖွင့်ကာကောင်းကင်မော်သို့ထိုးလာ၏ပြီးတော့မီးရောင်ကိုအဝိုင်းပုံစံဖြစ်အောင်မိကစားနေတော့၏ပါနတ်တော်ဟင်းသာတချို့ကတစ်ဖြက်ဖြက်နဲ့ထပြန်သွားကြ၏မိကစားရင်တောင်ခုံပေါ်မှာဟင်းသာတို့၏အခြေအနေကိုဘိုက်ကလေးအကဲခတ်လိုက်၏တွေ့ပါချေပြီဖော်မဲ့ဟင်းသာကြီးတကောင်မီးရောင်ကိုမော့တော့ဖြစ်ကြည့်နေကြတော့၏အိုကော UFO တွေများလားအတွေ့အကြုံရရင်ဟင်းသာကြီးကိုဖမ်းမိပြီးမှဘိုက်ကလေးတီးလိုက်ပြီးမှမီးကိုအဆက်မပြတ်ကစားရင်ဟင်းသာကြီးနာတို့တရွေ့ချင်းကပ်ခဲ့တော့၏ဟင်းသာထီကြီးနှင့်ဒုတ်တကန်းအရောက်တွင်ဘိုက်ကလေးရလိုက်ပြီးဟင်းသာဖိုးဤလေပြားနှင့်သူ့တို့ဖျားမှကြီးနှန်းကျိုးဂဟိဆက်နိုင်ဖို့ခဏချိန်ရွယ်ပြီးနောက်အပိုင်လွှဲရိုက်လိုက်တော့၏အနေရောဤအနံ့အသက်ကိုရသွားပြီးမှဟင်းသာအုပ်စုကဝုန်းကနေပြန်ပြေးကြတော့၏လေတိုင်းကျိုး၍တင်နေသောဟင်းသာဖိုးကြီးကိုကိုက်မြော်ရင်းဘိုက်ကလေးရီမောလိုက်သည်ကညင်ဦးရန်တွင်
လွန့်ပြန်သွားတော့သည်တပိတ်တာကြောပဲစိုးကြီးရေဟာဟာဟာအခန်းနှစ်ဝလိုက်ချင်သူဟဲ့ဘိုက်ကလေးနေညဟင်းသာတော့ရိုက်တယ်ဆိုဟီဟီဘာဟီလေဟင်းသာမရိုက်ပါနဲ့လို့ငါပြောထားတယ်မဟုတ်လားဟင်းသာဆိုတာဒို့လူမျိုးတွေအမျက်သနှိုးထားတဲ့ငှက်ဟဲ့ဖះကတကွန်တိုင်းတွေကိုပဲကြည့်ဟင်းသာငှက်ရုပ်တွေပဲထားတာနေမတွေ့ဘူးလားပြီးတော့မှမဟုတ်တော့ဘူးဟုတ်တယ်မမမြင်ဟုတ်ပါတယ်ကျွန်တော်မှားသွားပါတယ်ကျွန်တော်မိုင်မဲပါတယ်ခွန်းလက်ပါနော်ပညာရှိပါပြီတဲ့အခုမှပဲပြီးသွားတော့တယ်ဟီကျွန်တော်ကလည်းရိုက်ချင်လို့မဟုတ်ပါဘူးမမမြင်ရဲ့အခုညဒိုင်စုရမှာပွဲရှိတယ်လေသွားဖို့ကအသေး3-4တောင်လက်ထဲအဲ့ဒါနဲ့ဟင်းသာသွားရိုက်တာမမမြင်ဒီကတောင်းရင်လည်းပေးမှမဟုတ်တာဟုတ်တာအမေကို့အပြစ်ကိုသူများအပြစ်ဖြစ်အောင်ပြောတတ်ပါပြီတော့နင်းကိုပတ်စံမပေးချင်တာလည်းမပြောနဲ့လေနင်းကရတဲ့ပတ်စံပိုးချီပန်းချီပေးတာနဲ့ကုံနဲ့ကောင်ကိုဟဲ့ဩဒါကတော့မမမြင်ကျွန်တော်ကတောက်စားပြစ်တာလည်းမဟုတ်ဘူးလောင်းကစားလုပ်ပြစ်တာလည်းမဟုတ်ဘူးလေကျွန်တော်ဘဝမှာသူတစ်လုံးဖြစ်အောင်လုပ်ဖို့လိုသေးတယ်မဟုတ်လားဒါကြောင့်လူဖြစ်အောင်အရင်ဒီပြုနေရတာပါမမမြင်ရဲ့ဟဲကိုဘိုက်ကအသက်ကြီးပဲမဲ့ကျွန်တော်လိုလူမဖြစ်သေးဘူးနော်ဟဲကြိုးစားဗျာကြိုးစားငါနော်ပါဇက်ကလာလူဖြစ်ချင်နေတာဟင်းသာကြတဖုံဖုံတော့ရနေလို့ငါတော့မပြောချင်ဘူးလူဖြစ်ဖို့တော့မမြင်ဘူးဝတ်လိုက်ပြီးဒီတက်မိမမရမှာပဲမြင်နေဟေးမြင်နေသိလားစကားတဲ့တွင်ဤစကားကဘိုက်ကလေးဤဟက်ကိုထီလွန်းလာသည်မို့ဘိုက်ကလေးမျက်နှာကခင်းသေးမိဖုန်နဲ့ဖြစ်ရချေပြီးတကားအော်ကြည့်ကောင်းမဲ့အခွက်ပဲဟီထို့ကြောင့်လဲကျွန်ုပ်ကိုအာကိုရကျူလန့်ကြည့်ပြီးဆရာအတွက်ဟင်းသာရရင်တကယ်ပဲဝက်လိုက်လို့လားဟင်တကယ်ပဲမိမမရတော့ဘူးလားဟင်ဆိုရင်လည်းဟဲ့ကျွန်တော်လဲကြားစင်ဝင်ပြောင်ဆိုတဲ့တာရဲကြီးတွေကိုပြစ်တက်ခတ်တဲ့မုတ်ဆိုးကြော်ဆိုတော့မှားသွားပြီထင်တယ်ဒီလိုချက်ပြင်းငှက်ခတ်အလုံးမျိုးလဲမလုပ်ဘူးလေတော့မရရင်ခရုတောင်ခရောင်းကြိုက်ဖမ်းနေပါမြာဟင်းသာရရင်ဝက်လဲမယ်ဒီတက်မိမမရဘူးဆိုတော့မှန်ဤမမှန်ဤပြောဖို့ခက်တပြီကွာမသိဘူးမပြောဘူးနော်အမှတ်ကကတ်ယူလိုက်သေးနို့ပဲမဲ့ဒီစကားအပေါ်မှာကျွန်ုပ်အတွေးပေါက်မိတာတခုတော့ရှိတယ်ဘိုက်ကလေးရဲ့ဘာများပါလဲဟင်းသာရလို့ဒီတက်မိမမရဘူးဆိုလို့ကတော့ကွာဟုတ်လိုက်လေဆရာတွေ့ရဲ့ဟုတ်လိုက်လေဆရာတပည့်တွေမို့လို့လားမသိဘူးအတွေးချင်းကွက်တိပါလားဆရာတွေ့ရဲ့ဟင်းသာရိုက်လို့မိမမရဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်တွေးမိတယ်လို့ဆရာတွေ့တွေးမိနေတယ်မဟုတ်လားသိတယ်ဟာကျွန်တော်တွေးမိတာကအဲ့လိုမဟုတ်ဘူးကွာဒါဖြင့်ဘယ်လိုလဲဟင်းသာရိုက်လို့ဒီတက်မိမမရဘူးဆိုတဲ့စကားသားလေးသိလားဘိုက်ကလေးဟုတ်ကဲ့ဆရာတွေ့ဘာဖြစ်လဲဆရာတွေ့အဲ့ဒီစကားကမှန်ခဲ့ရေလေဟင်ပြောပါဆရာတွေ့ကျွန်ုပ်လေလူပြိုဘဝတုန်းကဟင်းသာကိုမရအောင်ရိုက်ခက်မိမှာပဲလို့ပေါ့ကွာတေဟဲ့နန္ဒီယာအခန်းသုံးသတင်းစုံမြိုင်သားပြန်လာတဲ့စိန်သက်နိုင်မော်ဒယ်ထူးကြီးဝင်းနားမှာမှောက်လို့တဲ့ဟိစောစီကြားလိုက်ရတော့အမင်္ဂလန်အသားကြောင့်ကျွန်ုပ်မှာရေနေတိမတ်တက်ဖြစ်သွားသလိုမသိမြင်မှလည်းမိဖို့ကြောင့်မှဥရဖားရပြေးထွက်လာတော့ဤကတုပြီကြာလာမော်တော်မှောက်လို့တဲ့တော့မသိမြင်ပြရခက်ပြီဆိုလဲခတ်ချင်စရာအကြောင်းမူတကြီးခိုင်း၍ရွာဦးကျောင်းအတွက်လိုအပ်သောပစ္စည်းများကိုမြိုင်သာသွားဝယ်တော့ဘိုက်ကလေးနဲ့စောတက်မောင်တို့မှထူမော်တော်နဲ့ပြန်ပါမည်မဟုတ်ပါလို့ကိုတွေ့ဘယ်လိုလုပ်ကြမလဲရင်ရွာလန်းတစ်လျှောက်တွင်လူတွေဟိုပြေးတူလာဖြစ်နေတယ်လို့အတန်ပလန်တွေကလည်းပွက်လို့ရိုက်နေတော့ဤမောင်ဝေသားလေးကျမ်းမှချမ်းသာပါစေတော့ဘာမှမဖြစ်ပါစေနဲ့နှုတ်မို့ငါအကျွေးတွေဆုံးရကြီးရဲ့ခွေးနီရဲ့ဒီလောက်လည်းစိတ်ပူမနေပါနဲ့ကွာဘိုက်ကလေးတို့ကရည်ကျွမ်းပါတယ်ဘာမှမဖြစ်တော့ပါဘူးဒါပေမဲ့နေအောင်အခြေအနေတေချာသိရအောင်မော်တော်စိတ်ပဲသွားလိုက်အောင်မယ်ကျမလည်းထမင်းဦးချက်တာနဲ့လိုက်ခဲ့မယ်မော်တော်စိတ်ဝဲလူများကကန်းလုံးညွတ်မကြရောက်နေကြပြီးတယောက်တစ်ပေါက်ဖြင့်စူညံနေဥတ္တပီလာပြို့စိန်တက်နိုင်မော်တော်မှောက်တာကြားပြီလားဟုတ်ကဲ့အဲ့ဒါကြောင့်လာခဲ့တာပဲအဲ့ဒါအခြေအနေသိရအောင်နဲ့လိုအပ်တဲ့အကူအညီပေးနိုင်အောင်ရွာကမော်တော်တစ်စင်းတော့အမြင်လွှတ်လိုက်တာပဲဗျဟုတ်ကဲ့အခြေအနေကိုမသိရသေးတဲ့အတွက်ကျွန်ုပ်တို့လူကြီးများမှာဖင်ကနာမဏီဖြစ်နေရသလိုတ
သက်ဆိုင်သူမိသားစုများမှလည်းအပူလုံးတကြကြရှိနေကြတော့၏သားကြီးရှိထွေးရဲ့ယောက်ျားတင်တောင်းပါဆိုအဲ့လေဟုတ်ပေါမိန်းမတင်တောင်းပေးပါဆိုကွဟင်းမိန်းမဤအောင်မလေးသမီးလေးရဲ့နေတို့ကိုကြိုက်တယ်ဆိုပီတီဦးကိုကြိုက်တယ်ဆိုဒီညနှစ်ယောက်ပြူပါတဲ့ကားကိုပြမသမီးရဲ့ဤအရေးတယ်နော်အများတွေငိုတော့ကျုပ်လဲငိုအောင်မတော်အိုးကိုဆန်လေးရဲ့အသွားတော့ကနည်းနည်းပဲမို့သွားလို့အားမရဘူးအခုအပြန်ကြမှာဖေထိုင်ကြအောင်အဝဆော်မယ်ဆိုအခုတော့ကျန်တဲ့အရေးတွေဘသူ့ကိုတိုက်ရမှာလဲတော့ငါနော်ဟေးတိတ်ကြစမ်းချက်တည်မရှိလိုက်တာမော်တော်မောက်တာနဲ့တေးစရာလားတေးစရာလားတေးစရာမဟုတ်မှန်းတော့သိပါတော့ဒါပေမဲ့လေကျမယောက်ျားကိုဆန်လင်းကတတိမေးတယ်လွန်းလို့သူရေကူးတဲ့ဒါမိနေပါစိုးလို့ပါတော့တကြီးလဲဘာပြောရင်ပြောမှမသိဖြစ်နေတယ်မသိမြင်မှာအမောရကိုရောက်လာပြီကိုတို့တကြီးအချိန်နေဘလို့ရဲလဲစိတ်အေးထားပါတော့တင်းမြင်ရဲ့ရွာမော်တော်ထက်လို့ထားပါတယ်မကြခင်အချိန်နေသိရမှာပါစိုးရင်စရာတော့ရှိမယ်မထင်ပါဘူးမကြလိုက်အကူညီလွတ်လိုက်တော့မော်တော်ပြန်ရောက်လာပြီးနင်းမြုပ်သွားသောမော်တော်မှလူများကိုကယ်ဆယ်လာနိုင်ခဲ့ရာသက်ဆိုင်သူများမှဝမ်းသာမဆုံးဖြစ်နေကြတော့၏သမီးလေးမိမိကိုဆန်လင်းမိမိအဲ့လေမိမမော်တော်ပေါ်မှလူပင်ကုံတော့မီစိုးကြီးနဲ့ဘိုက်ကလေးကိုမတွေ့ရသေးသည်မို့စိတ်သိမ့်မပူမိတော့ကျွန်ုပ်ပင်စိုးရိမ်မကင်းဖြစ်လာပြီးမော်တော်စီသွားရန်ပြင်လိုက်စဉ်ဟောဟိုမှာစောတင်မောင်ရဲ့တော့စောကြီးကိုမြင်လိုက်ရတဲ့ဖြင့်မသိမြင်မှာဝမ်းသာအားရဖြင့်အနာသို့အပြေးသွားပြီးစောတင်မောင်ငါမောင်လေးရောယင်မသိမြင်ကတွင်ကြီးမေးနေတော့လဲစောကြီးမှာအငူသားအကြောင်သားပုံစံဖြစ်နေသည်မို့ဟဲ့ကောင်စောကြီးဘလို့ဖြစ်နေတာလဲမင်းတငယ်ချင်းဘိုက်ကလေးရောလို့မေးနေတယ်လေကျွန်တော်ဤခန့်ခန့်ကအတန်ကြားမှာစောကြီးလဲတတိပြန်လဲလာဟန်ဖြင့်သူကြံခဲ့ပြီရေထဲမှာကြံခဲ့ပြီဗျအမလီမသိမြင်ကအတန်မထွက်တော့မျက်ရည်များတာကြာနေပြီကြောင်တောင်ကြီးဖြစ်သွားရှာခဲ့ပြီကြံခဲ့ပြီစောကြီးဘယ်လိုဖြစ်တာလဲကျွန်တော်ကိုတေချာပြောတဲ့ဒီလိုခမဒီတစ်ခေါက်ကုံရောလူရောများလုံးလို့ overweight ဖြစ်နေသည်မို့နောက်တစ်ခေါက်မှလိုက်ကြရင်မော်တော်ပိုင်ရှင်စိတ်သက်နိုင်ငံပြောတယ်လေအမလီဟဲ့ငါတယောက်ထက်တယ်ဦးနဲ့ဘာဖြစ်မှာတော့တက်မှာပဲနှိပ်ဆက်ပါရွာရင်သူနိုင်ပြီဆို၍သူမွေးထားသောခွေးကြီးအောင်နဲ့သာရှိသည်စိတ်သက်နိုင်မှလဲခေါင်းကုပ်ဖင်ကုပ်ဖြင့်မော်တော်ထွက်ခဲ့ရတော့၏လိုင်းလေကင်းတော့ရာသီမှုလဲအရဲကိုကဲဟန်ရှိချေ၏ကံကြမ္မာဆိုသည်ကလည်းမထင်ကားမှဖြစ်တတ်သည့်သဘောရှိလေရာထူးကြီးဝဲနာအရောက်ဝဲမထင်မှပဲမုတ်တုံလေးပြီးအကျွင်းတို့ကတချီတမောက်အစွမ်းပြကြည်ရာအောင်မလေးကဲတော်မူကြပါမော်တော်နစ်ပြီးလောက်ကြပါဦးမော်တော်နစ်တော်လဲမြင်နာချောင်းနာကြီးပြင်းလာခဲ့သူများပြီးရတသားစီပိုင်းတို့ကိုတွဲဖက်ပြီးကူးခတ်နေကြသလိုစောကြီးနဲ့ဘိုက်ကလေးမှလည်းဘောကွင်းကိုစီဖြင့်ရှိနေကြတော့၏ငါပလီမာလိုင်းစီတဲ့ဘောကွာဟဲသေနာနဲ့အရေးတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နဲ့ခလန်းလာမှာလူတယောက်မြို့ချီဘောကြီးဖြစ်နေတာတွေ့တော့စောကြီးရေဟိုလူရင်းနေပြီဒိုးသွားကြမှာဖြစ်မယ်ဟေ့လိုင်းနေလေးကထန်လွန်းတဲ့အပြင်ဝဲနာလေးနီးတော့အနေကြီးလို့မသွားဖို့ပြောပေမဲ့မမမြင်မောင်ကအချိန်နေသိလိုက်ရပြီမို့မသိမြင်ကစိတ်ထဲမထိန်နိုင်တော့ပဲငိုချလိုက်တော့၏အောက်မလေးလူသားကောင်းကြီးရဲ့မေခလာထီကြီးရဲ့အခုတော့သေးပါပြီတော့မြင်ရလဲကွာနမမရှိနမမရှိဘိုက်ကလေးသေးတယ်လို့အတက်မပြောနိုင်သေးပါဘူးရေဒီလောက်ကျွမ်းကျင်တဲ့ဟာဘာမှမဖြစ်တော့ပါဘူးဘာမှမဖြစ်ရင်ပြန်လာမှာပေါ့တော့ဟီကျွန်တော်မသိမြင်ကိုနှစ်တိုင်နေတဲ့တကြီးပါစီတယောက်မျက်စိမျက်နှာပြဖြင့်ရောက်ရှိလာပြီးဥဒ္ဓပြီပြောမှတော့စိတ်မကောင်းဘူးဗျာတဲ့ဘိုက်ကလေးနေတော့တဲ့မော်တော်ကလူတွေအားလုံးကိုကျုပ်တို့ပြန်ဆင်နိုင်ခဲ့တယ်အဲ့ဒီထဲမှာဘိုက်ကလေးတော့မပါရှာဘူးဗျာခမညာတေရှာကြည့်ပါဦးတကြီးရဲ့ရှာပါတယ်ရွာကဆက်လီ၅စီးကိုထက်လက်ပြီးမြစ်စုံထိလိုက်ရှာခိုင်းတယ်ဒါပေမဲ့မတွေးခဲ့ပါဘူးဗျာဒီနန်းစိန်မိခွက်နီးကြောင်အလင်းရအောင်ဝဲ၃ယောက်စာပြင်ဆင်ထားတော့ထမင်းဝိုင်းကလာပါလှက်စားလဲပါဟဲ့ဖိတ်ခေါ်နေရောင်နေတဲ့ရောင်သို့တော်လဲထမင်းဝိုင်းနေကျွန်ုပ်တယောက်တည်းတာငောင်ဆင်းရှိနေရရှိ၏မသိမြင်မှမူတဘာဝကိုတကားဝကိုမိထိုင်ရင်ချမ်းအဝံဝသို့ငီးစွာကြည့်နေကြတော့၏
တယောက်တို့သူ၏အတန်ခြေတံတို့ကိုကြားရလေလို့မျှော်ကူးနေမှကျွန်ုပ်ရိတ်စားမိလိုက်သည်မို့မြည်တပင်းစားကြစို့လေကွယ်စားပါကိုတွေ့ရဲ့မြင်စားကြစိတ်မရှိဖြစ်နေလို့ပါမနေ့ကလည်းမင်းဘာမှမစားရသေးဘူးလေကွာလာပါတခါစားလိုက်တော့ဟင်းစားနဲ့ကျမမစားဘူးမောင်လေးကိုစောင့်လိုက်အောင်မယ်ခေါ်ရွေးလေရမည်မဟုတ်၍ကျွန်ုပ်လည်းထမင်းကိုစိတ်မပါတော့စားနေစေမသိမြင်ကကြိတ်ရင်ငိုရှိုက်နေကြတော့ဤမောင်လေးပါဇက်ကလည်းတရရရွေနေကြရာကျွန်ုပ်မှာချက်စနီးအားများစွာတနာမိကြတော့ဤမောင်လေးပြန်ခဲ့ပါတော့မမမြင်မင်းကိုထမင်းစားအောင်စောင့်နေတယ်လေမင်းကြိုက်တယ်ဆိုတဲ့ဝက်ကလေးစားကိုမမမြင်ချက်ထားတယ်လေတူလုံးမဲ့ကုံလာစားပါအောင်ကွယ်မမမြင်မောင်လေးကိုအရင်လိုမဆူတော့ပါဘူးမပြောတော့ပါဘူးမောင်လေးရဲ့အလောကလုံးပြည့်ကြည့်မှဒီမောင်နှမ2ယောက်ရှိတာအခုတော့မမမြင်ကိုထားခဲ့ပြီလားမောင်လေးရဲ့မသိမြင်မပြောနဲ့ကျွန်ုပ်ပင်ဆက်စား၍မရတော့ဒီမို့ထမင်းစားခြင်းကိုလက်ဆက်တိုက်လိုက်ရတော့ဤတပည့်ကျော်ဤရုပ်သွင်းအမူအရာကိုပြန်မြင်အောင်ရင်ကျွန်ုပ်ပင်ယောက်ျားကြီးတမ်းပဲမျက်ရည်ဝဲမိတော့ဤတပည့်ကြီးရဲ့မင်းရဲ့ရဲရင်နဲ့လုပ်ရဲ့အတွက်လူသားတင်မယ်နာမည်တော့ဘယ်ခါမှမသိတော့ပါဘူးတပည့်ကြီးရဲ့မသိတော့ပါဘူးကိုတွေ့မင်းတို့မျိုးတလျှောက်လိုက်ရှာအောင်လားဟင်မြင်ရဲ့တကြီးတို့လည်းတနေကုန်ရှာပြီးပြီလေအလောင်းအဲ့လေသူ့ကိုဘယ်မှရှာလို့မှမတွေ့တာပြီးအခုကမိုးလဲချုံနေပြီမြင်ရှာခြင်းရင်မနဲ့ကြမှာရှာကြတာပေါ့နော်ဟိုးဟင်းကိုတွေ့မလိုက်ချင်နေကျမတယောက်ထဲသွားရှာမယ်မောင်လေးရဲ့မျက်နှာကိုတခြားကြည့်ပြီးအားရအောင်ကိုပြရစေအောင်ကိုတွေ့ရဲ့အဖြစ်ဆိုးလိုက်တဲ့မောင်လေးရဲ့မင်းမျက်နှာလေးကိုမမမြင်ရအောင်နောက်ဆုံးအနေနဲ့လာပြလှည့်ပါအောင်လားမြင်ရဲ့တောကပရိဒေဝမီကြီးစွာတောက်လောင်နေရှာသောချက်စနီးကိုနှိမ့်သိမ့်ရန်ကျွန်တော်လည်းထိုင်ရမှထမိအပြူမမမြင်အောင်မလေးတော့ရုပ်တရက်ခေါ်ရတဲ့သူအိမ်ပေါက်ဘွားတွင်ဘွားကနေပေါ်လာတော့ဘိုက်ကလေးရုပ်သွင်းကြောင်းမသိမြင်မှာလမ်းဖြတ်အောင်ဟင်းပြီးကျွန်ုပ်နားသို့ဆွေကနေရောက်လာသလိုတတရေဤတီပြီးတော့ကျွန်ုပ်လည်းချက်တည်တည်သွား၏မမမြင်ကိုအဲ့လိုကိုထင်မပြပါနဲ့နော်မမမြင်ကြောက်လို့ပါအမျှနော်မောင်လေးအမျှဘာအမျှလဲဗျကျွန်တော်ကတီရွာသားတာကြာနေရပဲဟုတ်တယ်လေမောင်လေးတီရွာရောက်သွားပြီလေရင်းနစ်လို့သေးပြီလေမမမြင်စောကပြောခဲ့တာဘွားတီနော်ဘွားတီမောင်လေးသွားပါတော့နော်တန်ပုတ်တွေကျွန်တော်မှမသိတဲ့ဟာဘယ်သွားမှာတော့ဗျဆရာတွေ့ကြည့်လို့ပါဦးမသိပြောဆိုအိမ်မော်တက်လာတော့ဘိုက်ကလေးကိုထိုခါမှကျွန်တော်လည်းအသေးချာကြည့်တပည့်ကြီးမသေးဘူးပဲဝမ်းသာလှပြီစွာဟိမြင်ဟုတ်ပါတယ်ကွာမင်းမောင်မသေးဘူးကွာတေချာကြည့်ပါအောင်အရှင်လက်ကြည့်ပါဟာအိုးဟင်းဟေ့မြင်ဘလို့ဖြစ်နေတာလဲဘိုက်ကလေးမသေးပါဘူးဆိုတကယ်လားဟင်တကယ်ပေါ့ကွာတေချာပဲကြည့်ပါဦးထိုခါမှမသိမြင်တဲ့ဘိုက်ကလေးကိုမရေတကယ်ခိုးကြည့်အတန်ကြာခိုးကြည့်နေပြီးမှစိတ်ဆက်ကြည့်အဲ့ဒါလေးစိတ်ညစ်တာမသိမှန်းသိကြတော့မှဘိုက်ကလေးကိုပြေးဖက်ပြီးဒုတိယမိကျူပါအောင်ငိုပြန်ချေတော့ဒီကအောင်မလေးမောင်လေးရမသေးလို့တွေ့ရမိနိုင်ပါရဲ့လားကွယ်မသိမြင်ငွေကြီးအားရမှကျွန်တော်လက်သိချင်ဒီကိုမင်းမြန်းရတော့ဤမင်းပြောင်းနေလို့ဆက်လေ၄၅စီးလွတ်ပြီးရှာခိုင်းနေတာမင်းကဘယ်ရောက်ပြီးဘာဖြစ်နေလို့လဲပြောပါမယ်ဗျာနေပေါင်းတနေ့ကုန်ပင်မမှဘာမှမစားသေးတော့ဒါအစားနေပြီမမမင်းဘိုင်းချက်လဲကလီစာဟင်းတိတ်ကြိုင်ဝမ်းကလည်းဟင်းကလည်းသူ့အကြိုက်မို့တင်ဘိုက်ကလေးကစားလိုက်ဒီမှာခေါင်းမင်မဖော်တော့ထမင်းထဲပါဦးမမမြင်ရမယ်တေးပြီးဟုသူထင်ထားခဲ့တော့သူ့မောင်လေးယခုလူမသေးမပြောက်ပြန်ရောက်လာပြီးအားရပါရစားတောင်းနေသည်ကိုမြင်တော့မသိမြင်ခမဝမ်းသာအားရဖြစ်ရပါပြီတောင်းစားမောင်လေးစားတို့တော့မသိမြင်ဤပီတီကြမခန့်ရှာမမမြင်ဟင်းထဲပါအောင်ဗျထမင်းလဲခူးပါအောင်မပြောလျင်ဖြင့်ထမင်းအိုဟင်းအိုအကျွတ်တွယ်မိပုံဖြစ်နေတော့ဘိုက်ကလေးဤစားလုံးကြီးပုံကိုကြည့်ရင်မသိမြင်မှတရာပြက်လာဟန်ဖြစ်ဖဲ့ဘိုက်ကလေးနင်အပွင့်ရှင်နေပုံကလည်းဒေခါနီးရိတ်ခါယူတာကြာနေရပါဟင်းကိုဒီလောက်မတရားမျိုးနေလို့ဖြစ်မလားနေပူညသာထအောင်မှာပေါ့ဟဲ့စားဆိုတာနဲ့မတရားကိုမျိုးလျာပဲစေနာကိုပြက်တယ်သွားအိတာပဲကောင်းတယ်နော်မဆိုအကုသို့များပါဖြစ်ရလေမသိမြင်ဟူတာညီးမိကျင်တော့ဤ
ဘိုက်ကလေးတေးပြီးထင်သေးကတဖွဲ့ဖွဲ့တနွနဲ့တငုံငုံတရီဖြစ်နေကြတော့မတ်တင်းမြင်ပုံနဲ့ယခုမတ်တင်းမြင်ပုံကအလွန်တရာကြီးကွာခြားခဲ့ပြီသည်စေမစားမိပုံနဲ့စေစားပြီးပုံပေါ့အဲလေဟုတ်ပေါ့မောင်လေးဤမျက်နှာလေးကိုနောက်ဆုံးအနေဖြင့်မြင်ခွင့်ရလိုက်ခြင်းဟုတန်းတာနေခဲ့သူကတကယ်တမ်းတွေ့တော့တရေထင်ခဲ့သည်ငကိုဥပဒေကလည်းတရေနဲ့မသိမင်းဆိုတော့ထင်စရာပေးပါမောင်လေးအကြိုက်ကလေးစားဟင်းလေးမှမစားတော့ရလေခြင်းဟုမြည်တမ်းခဲ့သူကတကယ်တမ်းစားတော့တရားပြက်ခဲ့ပြန်ပြီမဟုတ်တုံတော့ဝေတန်တရားဓာတ်တင်မဟုတ်ဘူးလောင်ချပါဆွဲမဲ့ကင်းကိုမသိမြင်ကိုဖြင့်အပြစ်မတင်လိုပါပြီရှိတုံးကမတက်တေဃာမတတတဖြစ်ခဲ့ဒီကလူဤသဘောလူဤမနှောပဲမဟုတ်ပါလောဒါကြောင့်လဲရှိတုံးမှာချစ်ချစ်ခင်ခင်နေကြတေဃာမလွမ်းမနေနဲ့လို့ဆိုထားခဲ့ကြတာပဲအခန်းကမြတ်တထားတရားပြတ်နေပြီဖြစ်သောမသိမြင့်ဤမေတ္တာပူရန်ကြားမှပင်ထမင်းလက်ဆက်သက်သွားတော့ဘိုက်ကလေးအားယခုမှပင်သူကြုံတွေ့ကြရတော့အဖြစ်ပြက်တို့ကိုဒုတိယမိမေးမြန်းပြောဆိုစီရတော့ဤကျွန်တော်သွားခဲ့တဲ့လူကရေမကူးတတ်ပဲတခါတည်းကျွန်တော်ကိုဆွတ်ရဖက်ထားတာနှစ်ယောက်လုံးဒုက္ခတွေ့တော့မလို့ပြုဒီတော့ကျွန်တော်လည်းဒီပုံဆိုကြရင်ခဲရကြီးရဲ့ဆိုပြီးတော့သူ့လက်ကနေအသိယုံထွက်ပြီးဘောကွန်းကိုသူ့ကိုယ်ဆွတ်ချလိုက်တယ်လေဟုတ်တာပေါ့ပြီးတော့မှဝဲနဲ့လွတ်အောင်သူ့ကိုဆွဲပြီးကူးရတာပေါ့ကန်းရောက်တော့မကူးနိုင်တော့ဘူးဗျာကန်းရောက်အောင်တော့မကူးနိုင်တော့ဘူးဗျာလိုင်းလီကလည်းထမ်းသူဖက်ထားတာကနေလေလွတ်အောင်လည်းမနေရုံးရဆိုလူကဟိုက်နေပြီလေဟိုက်เสียပဲလေအဲ့ဒါနဲ့သူ့ကိုကန်းဘက်ကိုမှန်းပြီးတွန်းလွတ်ကိုကလည်းရေမကူးနိုင်တော့ပဲရေစည်းအတိုင်းကိုဖော့ပြီးမျောလိုက်ခဲ့ရတာပေါ့ဒါပေမဲ့ချာလည်းမမျောရဲဘူးမျက်စုံနဲ့ဝင်သွားရင်ပိုးဆုံးမှာမဟုတ်လားဒီတော့ဇာနကထုံနှလုံးမူပြီးအန်ခဲပြီးကူးရတာပေါ့ဗျာအမလေးငပူရင်းသွတ်တယ်ဗျာကဲလေရောက်လူကချမ်းလဲချမ်းပန်းလဲပန်းအမောလဲလွန်ပြီးတတိလက်တလို့ဖြစ်သွားတော့အိုးဆက်လေတွေထက်လွန်ပြီးရှာခိုင်းမယ်မတွေ့တာဒါကြောင့်ကိုအဲ့ဒါနဲ့ပြန်တတိရလာလို့ကြည်လိုက်တော့မိုးကခြုံနေပြီအဲ့နဲ့အနီးဆုံးရွာကိုသွားပြီးအကျိုးချောင်းပြောပြပြီးအကူကြီးတောင်းတော့သူတို့ကရွာအထိလှမ်းနဲ့လိုက်ပို့ပေးတယ်လေသူများကိုကူညီရင်ကိုယ့်ကိုကူညီမဲ့တို့ရှိလာတာပေါ့ကွာရွာရောက်တော့တကြီးအိမ်ဝင်ပြီးအကြောင်းစုံပြောပြသေးတာပေါ့အဲ့ဒါနဲ့ကျွန်တော်လိုက်ဆဲတဲ့သူတွေကိုလည်းတကြီးကတွေ့ပြီးလိုက်ကင်နိုင်နေတယ်လေဝမ်းသာစရာပေါ့ကွာဆက်တွေ့ကျွန်တော်လိုက်ကင်မိတဲ့သူကဘယ်သူဖြစ်နေတယ်လို့ဆရာတို့ထင်တယ်လေဟုတ်ပါရဲ့ကျွန်တော်မမီးမိဘူးဘယ်သူများပါလဲကျွန်တော်ဤတုံပြန်မင်းကိုဘိုက်ကလေးကချက်ချင်းမဖြေသေးပဲပြုံးဖြည်းဖြည်းကြီးလုံနေပြီးမှမြတ်တထားဗျမြတ်တထားဆိုသည်ကကျုံတိုင်းရွာမျက်နှာဖုံးတထေးကြီးဦးတင်နွယ်နှင့်ဒေါငွေတုံတို့ဤသမီးတူဦးသည်တော်သမီးဖြစ်၏တထေးကွာညံလဲကောင်းသည်မှုနောက်ဆုံးနှင့်စေးချောင်းသူကြီးပင်ဖြစ်နေကြပြီကျောင်းပိတ်ရများတွင်ရွာသူပြန်လာလေးရှိရာယခုတစ်ခေါက်အပြန်တွင်မော်တော်နှစ်တာနှင့်ကန်ဆိုးစွာတိုးရခြင်းဖြစ်ရတော့၏မြတ်တထားသည်ပညာရေးတွင်ထူးချွန်တည်တာမကရုပ်ရည်ယူပကကလည်းမင်းကြိုက်ဆိုးကြိုက်ရွာကလာသားများနှင့်လုံးဝမထိုက်တော့ကြီးပါရှိဖြစ်၏အာမနာရန်ဆိုရလျင်ဖြင့်ဘိုက်ကလေးနှင့်လာမြမထိုက်သောအလှမယ်လေးဖြစ်ချေ၏ဘိုက်ကလေးမဝင်ရစိတ်ရပါပြီကွယ်ဤသို့ဆိုရသည်မှလည်းအကြောင်းရှိ၏အကြောင်းကဘိုက်ကလေးဆိုသည့်ကာလာတို့၏ကြွေးကြော်ချက်ကြောင့်ဖြစ်၏ဘိုက်ရဲ့ဘဝမှာမြတ်သက်ထားတာနံပါတ်1မြတ်မောင်းသက်ထားတာနံပါတ်1ယူစံကွာတပည့်လည်းဖြစ်သူ့မှာကိုယူထားသည်မှန်တော့လဲအမဲဟူးရင်နဲ့အမဲယုံနဲ့ဟင်းဥမှာအာမနာလေးတယ်ဟုကျွန်ုပ်ခံစားရမိဒီမှာတော့အမဲနာနိုင်ပါဘူးဤသဘောထားကကျွန်ုပ်တယောက်တည်းမဟုတ်ကျွန်ုပ်တယောက်တည်းသာလို့မဟုတ်သူ့မှာရင်ခောက်ကိုယ်တိုင်ပင်ပါစေသေး၏ဥဒ္ဒနွယ်တို့မူလို့ပေါ့ငါသာဆိုနင့်ကိုအိမ်တောင်မနှင်ခိုင်းဘူးမဲ့ကျွန်ုပ်တို့ကဤသို့အားပေးတော့လဲဘိုက်ကလေးမှမလျှော့မာတင်ကနဲ့မင်းကုတာထုံနှလုံးမူ၍ကျိုးစားကမဖြစ်တုံလို့ဟုကြုံဝါနေစေသေး၏ပွားအဲလေပဟုတ်ပါမြတရေပါတော့ဤတွင်တစ်ခုချီကျူးစရာရှိသည်ကတော့မြတ်သက်ထားတာနံပါတ်1ဟုကြွေးကြော်ပြီးချိန်မှစ၍ပူဆွဲမိတို့လှဤလေးတို့ကိုမျက်မွေးတော်မော်၍ပင်မကြည့်တော့ခြင်းပင်
တနာပါရဟဲကြောင်တောင်ကန်းသွားရှာပြီးထမ်းပါဟုတ်ပါငါနော်တိကျသည့်အတိုင်းပဲမတို့ဤသဘောကလည်းလိုက်ချင်သူရှိလျင်ပြေးချင်၏မလိုက်တော့ဘူးဆိုမှရီလာမြောင်းပေးချင်ကြသည်မဟုတ်ပါလောကိုပိုက်ဘူးဆွဲမိတော့အိမ်ဘက်တောင်လာမလဲဘူးနော်အာဘူးညကြရင်လှရီတို့အိမ်ဘက်လက်ဖက်တူလေးစားကြွပါအောင်ကိုပိုက်ရဲ့ကြိုက်ဘူးထို့ကြောင့်ပင်ကျွန်ုပ်ကမတိကျသောမြတ်သက်ထားကိုအသာထားပြီးအခွင့်အရေးပေးလာသူများကိုမိုးရွာတော့ရေခမ်းတဲ့ကြောင့်တိုက်တွန်းပူချေသည်အခွင့်အရေးသမားကြီးသို့တော်လဲအချစ်တသနာဆရာကြီးပိုက်ကလေးဤတသနာများကိုမချိမဆက်ကျမ်းနာရပြီးသည့်နောက်ဝဲနောက်ဤတို့တိုက်တွန်းမိကပါကိုပါကိုပြန်ရိပ်ပါဟုတန်ဋိဌာန်ချခဲ့သည်မဟုတ်ပါလောဆရာတို့ပထမဆုံးသိထားတဲ့နာကအချစ်ဟူသည်လောက်ယူ၍မရဖန်ဆင်းရင်မရဆိုတာပဲဗျပေါက်တယ်နော်ပူဆွဲမိတို့လှရီတို့ကိုကျွန်တော်ချစ်ခဲ့တယ်အဲ့လေကြိုက်ခဲ့တယ်လို့ပြောရင်ပုံမှန်မဲဗျပြောရင်ဆရာတွေ့ရဲ့လှတဲ့အယုတ်ကလေးကိုလူတွေကသဘောကျကြိုက်ကြတဲ့သဘောမျိုးလောက်ပါပဲရှယ်ပဲဗျကိုအဲ့ဒီသဘောမှာအချစ်မပါဘူးနှလုံးသားမပါဘူးဟိုကျွန်တော်ပြောချင်တာကိုဆရာတို့သဘောပေါက်ရလားမသိဘူးသိမြင်နေပြောနော်ငါနော်အခုမြတ်တထကိုကြာတော့ကျွန်တော်ကချစ်တာ so this is love ပါလေအဲ့ဒီရင်ပတ်ကြီးတဲ့ကိုချစ်တာပေါက်တယ်နော်ဆရာတွေ့ရဲ့ကျွန်တော်သူ့ဘောချစ်မိတဲ့ချစ်ကပိုင်ဆိုင်ရမှာဆိုတဲ့သဘောသက်မဟုတ်ရပါဘူးသူသာစိတ်ချမ်းသာမယ်ဆိုရင်ဆွလွတ်နဲ့နာခံဖို့လဲဝင်မလေးတဲ့အချင်းမျိုးနဲ့ချစ်တာပါဗျာကြွေချင်းလာပြီနော်လူတွေကကျွန်တော်ကိုပြောင်းလောင်ကြမယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဗျာသူနဲ့ကျွန်တော်နှစ်ဖူးစာပါမပါဆိုတာဘယ်သူအသက်ပြောနိုင်လို့လဲငါတော့ပြောချင်ပဲဒါကြောင့်သူ့ပေါ်ထားတဲ့ချစ်ချင်းသက်စာတရားအတွက်ကျွန်တော်မတွေနဲ့ကင်းနေရတာပါဖြစ်နိုင်ရင်လေလက်မချီမတဲ့တောင်ဘိုက်ကလေးကခုတ်ဖြက်ပြစ်လိုက်ခြင်းတဲ့အထိသူ့ပေါ်ချစ်တာပါဗျာကြွေပြီရခင်ကတော့ဘိုက်ကလေးကိုမဆိုလျင်လက်ညှိုးထိုးကောင်းညင်မြည်သူဟူတာကျွန်ုပ်ထင်မြင်ယူဆခဲ့မိ၏တဲ့အထင်ကြီးတဲ့ကွယ်သို့တော့နောက်ပိုင်းတွင်မူအပြောနှင့်အလုံညီအောင်လက်တွေ့ပြလာနိုင်သည်မူသူဤမေတ္တာကိုပြည့်ရဲ့မပြုတ်ရတော့ဘိုက်ကလေးရေချီအေးရဝိုင်းအောင်သွားကြမယ်ကွာမလိုက်တော့ဘူးဆိုရင်သွားတော့သို့တော်ညာမိုးနှင့်မြည်လို့ဘဝများပေမို့သူဤအချက်ဇလန်းသည်မဆမီကစုံနေပြီဟုသာကျွန်ုပ်ယုံကြည်ထားခဲ့ကြပြီပြပြီပြီးပါပြီဒီဇလန်းကြည့်မိတာမတန်လိုက်တာနော်သို့တော်သူပြောသလိုပင်နှစ်ဖူးစာကွာရွာလေချင်းလားမသိမြတ်တထဘဝဝဲမထင်မရှားသာရှိခဲ့သောပိုက်ကလေးသည်ကန်ဆက်ဆရာဤစီစဉ်မှုဖြင့်အသက်သခင်ကျေးဇူးရှင်အဖြစ်မြတ်တထရင်ထဲသို့ရောက်ရှိခဲ့ရပြီကိုတော့မငင်းသာပါပြီသည်အခန်း6ပြောပါတယ်မြတ်တထအပိုင်းတလီကိုတော့ဒီနေရာမှာပဲရနာချခွင့်ပြုပါခင်ဗျာနောက်နေ့မှာတော့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ